လူငယ်တွေအနေနဲ့ project တွေကိုသတ်မှတ်ထားတဲ့အချိန်တောအတွင်းမှာသတ်မှတ်ထားတဲ့ငွေကြေးနဲ့ပြီးအောင်လုပ်နိုင်ရမယ်လူငယ်တချို့ဆိုလို့ရှိရင်သူတို့ကျောင်းတွေမှာ project တွေလုပ်လာခဲ့ရမှာပဲအဲ့ဒီ project တွေလုပ်ခဲ့ရမှာကိုယ်အချိန်မီပြီးရလားကျောင်းသားဘဝတော့အချိန်မီမပြီးတာကိစ္စမရှိဘူးလူလောကကြီးတို့ဝင်လာရင် project တွေကိုအချိန်မီပြီးရမယ်သတ်မှတ်ထားတဲ့ budget တွေလည်းဝင်အောင်ဆရာတို့လေ့ကျင့်ဖို့လိုပါတယ်အဲ့တော့ဒီမှာလည်းပဲဆရာတော်ငွေကြေးနဲ့ပတ်သက်လို့သင်ကြားလို့ရတဲ့ online ပေါ်ကနော်လိပ်စာလေးတွေကိုဆရာဒီမှာတင်ပေးလိုက်ပါတယ်เนาะဒါတွေကိုတက်ပြီးတော့လေ့လာကြည့်ပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာနောက်ဆုံးအချက်ကတော့လူငယ်တွေအနေနဲ့သူတို့အတွက်သိအရေးကြီးတာဟာကျမ်းမာရေးအသိပညာဖြစ်ပါတယ်เนาะကျမ်းမာရေးအသိပညာဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးအသိပညာရှိဖို့သိအရေးကြီးပါတယ်နေရာကြီးရတယ်မဆိုင်ပါဘူးကျမ်းမာရေးချွတ်ယွင်းမှုပါအချိန်မီဖြစ်နိုင်ပါတယ်ဘလောက်ပဲငွေကြေးချမ်းသာဘလောက်ပဲပညာတော်ဘလောက်ပဲအားကစားတော်ကျမ်းမာရေးချွတ်ယွင်းလာပြီဆိုရင်အားလုံးကိုမလုပ်ရလဲဆွတ်လွတ်ရတာပဲဒါမို့ကျမ်းမာရေးကသိအရေးကြီးတယ်လူငယ်တွေဟာကျမ်းမာရေးကောင်းအောင်နေထိုင်စားတောက်တတ်ဖို့လိုတယ်အဲ့ဒီအသိပညာရှိအောင်လဲကိုပြုစုပြောထောင်ပါကိုခန္ဓာကျမ်းမာဖို့လိုသလိုစိတ်ကျမ်းမာဖို့လည်းလိုပါတယ်စိတ်ထောင်းရင်ကိုကြည်တာပဲသမီးစိတ်ကျမ်းမာရေးအတွက်ဘာတွေလုပ်ဖို့လိုလဲလို့ပြောရင်ဆရာလွယ်လေးပြောရရင်တော့အပြစ်ပြောနေတဲ့လူတွေနဲ့ဝေးနေပါဆရာတို့လူမှုအတိုင်းဝိုင်းထဲမှာအပြစ်ကြီးပဲပြောတဲ့လူတွေအများကြီးရှိတယ် online ပေါ်မှာလည်းအများကြီးတွေ့ရတယ်အရာရာကိုအပြစ်ပဲလိုက်ပြောနေမယ်လူတွေကိုတစ်ချိန်လုံးအပြစ်ပဲပြောနေတယ်ဒီလိုလူတွေနဲ့ဝေးနေပါသူတို့နဲ့နီးနေကိုစိတ်ကျမ်းမာရေးချွတ်ယွင်းလာပါလိမ့်မယ်နော်ဟုတ်ကဲ့ပါနောက်တစ်ချက်ကတော့မစ္စရိယစိတ်ကိုဖျောက်ပါမစ္စရိယစိတ်ဆိုတာမနာလိုတာပေါ့သူများကြီးပွားရင်မနာလိုသူများချမ်းသာရင်မနာလိုသူများအောင်မြင်ရင်မနာလိုအဲ့ဒီစိတ်ကိုဖျောက်ပါနောက်ဆုံးအချက်ကတော့ဆရာတို့ရဲ့ပတ်ဝန်းကျင်မှာလူတိုင်းမှာကိုထိန်းချုပ်လို့ရတဲ့အရာနဲ့ကိုထိန်းချုပ်လို့မရတဲ့အရာတွေရှိပါတယ်ကိုထိန်းချုပ်လို့ရတဲ့အရာကိုပဲအာရုံစိုက်ပါကိုထိန်းချုပ်လို့မရတဲ့အရာတွေကဘာတွေလဲဆိုရာသီဥတုပေါ့ဟုတ်ကဲ့ပါရာသီဥတုပူနေတာဆရာတို့ဘယ်လိုသွားပြီးထိန်းချုပ်ပါလဲကုန်စည်နှုန်းတွေကြီးနေတာဆရာတို့ဘယ်လိုသွားထိန်းချုပ်ပါလဲမရဘူးဒါကိုထိန်းချုပ်မရတဲ့အရာတွေသူများရဲ့စိတ်ကိုရောကိုထိန်းချုပ်လို့မရဘူးကိုထိန်းချုပ်လို့ရတာကိုစိတ်ပဲကိုဘာပညာတွေကိုသင်မယ်ကိုဘယ်သူနဲ့ပေါင်းမယ်ကိုဘာစားမယ်နော်ကို online ပေါ်မှာဘာတွေကိုလေ့လာမယ်ဒါတွေအားလုံးကိုထိန်းချုပ်လို့ရတယ်ဒါတွေကိုပဲအာယုံစိုက်ပါဒါဆိုရင်တော့ကျမ်းမာရေး skills ကလည်းကောင်းလာပါလိမ့်မယ်